အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လည်ကြိုဆိုလိုက်ပါတယ်စီဆိုင်ဘိန်းအလှလေးတစ်စီးနဲ့မိတ်ဆက်ပေးပါမယ်အမျိုးအစားလေးကတော့ဘိုးကြားတယ်ဗျာနော်ဘိုးကြားအမျိုးအစားလေးဖြစ်ပါတယ်နာမည်ရတာရဲ့ဘာနာမည်မှမသိတာပါဘိန်းလေးကတော့တော်တော်လေးကောင်းတယ်ဗျအင်ဂျင်လေးဆိုလုံးဝငြိမ်းနေတာပါပဲရုပ်ထွက်လေးကလည်းမြင်တဲ့အတိုင်းပါပဲတော်တော်လေးကိုတန်ပါတယ်ရှစ်တရာ80ရာခိုင်နှုန်းလောက်ကျန်မယ်အင်ဂျင် CEO စိတ်လုံးဝမရှိပါဘူးနောက်ချမ်းတွေအဖွင့်လက်မပါသေးပါဘူးအင်ဂျင်လုံးဝငြိမ်မဲစတက်တော်ဝီနဲ့လက်တင်စီစီးရမယ်ဘိန်းလေးဖြစ်ပါတယ်ဆေးသားလေးတွေလည်းလှပါသေးတယ်ရုပ်ထွက်ကတော့တော်တော်ကိုတန့်တာပါနော်နောက်တာယာလည်း80-80ရာခိုင်နှုန်းလောက်ကျန်မယ် chain pocket တွေလည်းကျန်မယ်ရှေ့ဖောက်နောက်ဖောက်တွေကောင်းမယ်မန်းလိုင်စင်54ရာပလက်နဲ့လာပါမယ်တက်တန်းကတော့2026 8လပိုင်းထိရှိမှာပဲဖြစ်ပါတယ်ဒီဘိန်းလေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းက15,500,000ပါ53ဘီလန်133ကြားမန္တလေးစမှု1 Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်